တင်ကဘန်းအင်ဂျီကိုတွေးလိုက်ပြီးဆိုတာနဲ့ဖြစ်နေစေလုံနေစေလို့ပဲထင်နေသေးလားတကယ်တော့ဘန်းအင်ဂျီကိုယခုဖြစ်စေကာလအပြင်အနာဂတ်မှာဖြစ်မှာတည်ကြတယ်ဒါမှမဟုတ်လှုပ်ဖို့စီစဉ်ပြီးသားအရာတွေအတွက်လည်းအသုံးပြုလို့ရသေးတယ်ဥပမာအနေနဲ့ဆိုရင်မင်းရဲ့တငယ်ချင်းကမနေ့ပြန်ဂျင်ကိုသွားမှာပဲဆိုပါစို့အဲ့တော့မင်းကသူဂျင်ကိုသွားမှာတည်ကြတဲ့အတွက်မေးတဲ့အခါမှာ what time I live in tomorrow မနေ့ပြန်မင်းပဲချင်းသွားမှာလဲဆိုပြီးတော့အနာဂတ်မှာဖြစ်မှာတည်ကြတဲ့အတွက်ဘန်းအင်ဂျီပုံစံနဲ့မေးလို့ရတယ်ဒီဥပမာလေးကိုလေ့လာလိုက်ရအောင် You two are coming with me. မက်ဆီမိုကကောင်လေးနှစ်ယောက်လိုက်ခဲ့မှတည်ကြတဲ့အတွက်ခန်းကိုဘန်းအင်ကြီးပုံစံနဲ့ခန်းမင်းဆိုပြီးတော့တုံသွားတယ်။တကယ်လို့ဒီဗီဒီယိုလေးကအတင်းအတွက်အကျိုးရှိရဆိုရင် like and follow လေးကျွန်တော်ကိုပေးတော့လို့ရတယ် You two are coming with me. Which knife do I get? Huh? You don't. Buongiorno Massimo. You'll keep an eye out for those sea monsters, right? We're all counting on you. ။ keep an eye out ဆိုတာတခုခုကို you desire ရှာပေးဖို့ you desire စောင့်ကြည့်ဖို့ဆိုတဲ့အခြေအနေမှာအသုံးပြုတယ်။ဒီဥပမာလေးကိုလေ့လာကြည့်လိုက်ရအောင် Whatever. Keep an eye out for this woman. She's the one coming to make the bid. ။ call to new ဆိုတာတခုလုပ်တဲ့အခါမှာအများကိုယုံကြည်တဲ့အခါ we call to new ငါတို့မင်းကိုအားကိုးရဲဆိုပြီးတော့ပြောလာလိမ့်မယ်။ call to new ဆိုတာနောက်တစ်မျိုးအနေနဲ့ rely on new ကိုလည်းအသုံးပြုလို့ရတယ်။ we rely on you ငါတို့မင်းပေါ်မှာအားထားတယ်။